နယူးယောက်ကနာမည်ကြီးဆေးဝါးကုမ္ပဏီတစ်ခုကသိပ္ပံပညာရှင်တစုဟာဘော်နီယိုကျွန်းရဲ့တောနက်ထဲမှာBlack Orchid လို့ခေါ်တဲ့အလွန်ရှားပါးတဲ့ပန်းတစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီပန်းဟာလူသားတွေကိုထာဝရနုပြိုစေပြီးတက်တန်းရှည်စေနိုင်တဲ့ဓာတုပစ္စည်းတွေပါဝင်နေတာပါ။ဒါပေမဲ့အခက်အခဲတစ်ခုကဒီပန်းဟာ9နှစ်မှာတစ်ကြိမ်2ပတ်ပဲပွင့်တာပါ။အချိန်ကတိတ်မကြံတော့တဲ့အတွက်အဓိကသိပ္ပံပညာရှင်နေဒေါက်တာချက်နဲ့ဆန်တို့ဟာအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးမိုးရင်းကြီးထဲမှာပဲဘော်နီယိုကိုအပြေးအလွှာသွားခဲ့ကြပါတယ်။ဒီလိုရာသီဥတုဆိုးရွားတဲ့အချိန်မှာဘယ်သူမှလှေမမောင်းချင်ကြပေမဲ့ဒေါ်လာ9000ပေးမယ်ဆိုတော့မှဂျွန်ဆင်ဆိုတဲ့လှေပိုင်ရှင်ကလိုက်ပို့ဖို့သဘောတူခဲ့ပါတယ်။အဖွဲ့သားတွေဟာဂျွန်ဆင်ရဲ့ Bloody Mary ဆိုတဲ့လှေပေါ်ကိုတက်ခဲ့ကြပါတယ်။အဖွဲ့ထဲမှာလူရှင်တော်ကိုမြို့ပြသူလေးဂါရဲကုမ္ပဏီကိုယ်စားလှယ်ဒေကာဒွန်နဲ့ဆရာဝန်ဘန်တို့ပါဝင်ပါတယ်။ဂျွန်ဆင်ရဲ့အိမ်မွေးမြောက်ကလေးကရေကိုကြည့်ပြီးတုန်လှုပ်နေတာဟာရှေ့မှာတစ်ခုခုရှိနေတဲ့ဆိုတဲ့နိမိတ်ပါပဲ။မြစ်ထဲမှာခီးနေတုန်းဂါရဲတယောက်ရေထဲပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်မှာမိချောင်းကြီးတစ်ကောင်ကသူ့ကိုရန်ပြုတ်ဖို့ကြိုးစားပေမဲ့ဂျွန်ဆင်ကရေထဲခုန်ဆင်းပြီးဓာတ်တစ်ချောင်းထဲနဲ့မိချောင်းကိုတက်ပြလိုက်ပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒါတင်မဟုတ်ပါဘူး။သူတို့ရဲ့လှေဟာအရှိန်ပြင်းတဲ့ရေစီးထဲပါသွားပြီးရေတံခွန်ကြီးပေါ်ကနေပြုတ်ကျကအစိတ်အမွှားပျက်စီးသွားပါတော့တယ်။အဖွဲ့သားတွေတောထဲမှာလမ်းလျှောက်နေရင်ရွှွတ်နွန်အိုင်တစ်ခုကိုဖျက်တဲ့အခါဒေါက်တာဘန်တယောက်ရုတ်တရက်ရေအောက်ကိုဆွဲချခံလိုက်ရပါတယ်။မျက်စိတမိတ်တွင်းမှာပဲအေယာမအန်နာကွန်ဒါမွေကြီးတစ်ကောင်ကသူ့ကိုမျိုးချသွားပါပြီ။ဂျွန်ဆင်ဒီမွေကြီးဟာပုံမှန်ထက်အဆမတန်ကြီးနေတာကိုသတိထားမိလိုက်ပါတယ်။သူတို့ဟာလမ်းမှာဂျွန်ဆင်ရဲ့တငယ်ချင်းLivingstone ရဲ့ပျက်စီးနေတဲ့လှေကိုတွေ့ခဲ့ပြီးအလောင်းကိုလည်းတွေ့ခဲ့ရပါတယ်။နောက်ပိုင်းမှာရွာသားတွေတတ်ထားတဲ့မွေကြီးတစ်ကောင်ရဲ့ပိုက်ကိုခွဲကြည့်လိုက်တဲ့အခါမွေပိုက်ထဲမှာလူခြေထောက်တွေကိုတွေ့လိုက်ရပါတယ်။ဂျက်ကဒီမွေတွေဘာလို့ဒီလောက်ကြီးနေရလဲဆိုတာကိုသိသွားပါတယ်။ဒီမွေတွေဟာ Black Orchid ပန်းတွေကိုစားသုံးမိရာကနေဆဲတွေပြန်လည်နှုတ်ပြိုပြီးတက်တန်းတွေအရှိကြီးရှည်နေကြတာပါ။ဒါကြောင့်သူတို့ဟာဆယ်စုနှစ်ပေါင်းများစွာအရွယ်စားမရက်မနာကြီးထွားနေခဲ့တာဖြစ်ပါတယ်။အဖွဲ့သားတွေကဖောင်တစ်ခုဆောက်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ဂျက်ကတော့ယူသွတ်နေပါပြီ။ဂေါ်ဒွန်ကဂျက်ရဲ့အိတ်ထဲမှာအပြင်နဲ့ဆက်သွယ်လို့ရတဲ့ရေဒီယိုနဲ့တနက်ကိုတွေ့သွားပါတယ်။ဂျက်ဟာအဖွဲ့သားတွေကိုအကူအညီမတောင်းပေးပဲပန်းကိုပဲရအောင်ယူဖို့ကြံစီနေတာပါ။ဂေါ်ဒွန်ကအားလုံးကိုအမှန်တိုင်းပြောဖို့ကြိုးစားတဲ့အခါဂျက်ကသူဖမ်းထားတဲ့အစိပ်ပြင်းပင့်ကူနဲ့ဂေါ်ဒွန်ကိုကိုက်ခိုင်းလိုက်ပါတယ်။ဂေါ်ဒွန်ဟာသတိရှိနေပေမဲ့တကိုယ်လုံးလှုပ်မရတော့ပါဘူး။ဂျက်ကသူ့ကိုဒီတိုင်းထားပစ်ခဲ့ပြီးခဏအကြာမှပဲငွေကြီးတစ်ကောင်ကလှုပ်မရတဲ့ဂေါ်ဒွန်ကိုအရှင်လက်လက်မျိုးချသွားပါတော့တယ်။ဂျက်ကတော့တဦးရဲသောဖောင်ကိုခိုးပြီးထွက်ပြေးသွားပါတယ်။ကြံနေတဲ့အဖွဲ့သားတွေဟာဂျက်စီကဖောင်ကိုပြန်လူဖို့တောဖြက်လန်းကနေလိုက်ကြပါတယ်။လမ်းမှာကူတစ်ခုလည်းပြုတ်ကျပြီးထရန့်ဆိုတဲ့တယောက်ထပ်မံအစားခံလိုက်ရပါတယ်။အဲ့ဒီနောက်သူတို့ဟာ Black Orchid ပန်းတွေရှိတဲ့နေရာကိုရောက်သွားပါတယ်။အဲ့ဒီနေရာမှာမြင်လိုက်ရတာကတော့ကြောက်စရာကောင်းလာတဲ့မိတ်လိုက်မှုမြင်ကွင်းပါပဲ။ရာနဲ့ချီတဲ့အေယာမမွေကြီးတွေဟာတွင်းကြီးတစ်ခုထဲမှာတစ်ကောင်နဲ့တစ်ကောင်ရစ်ပတ်ပြီးမိတ်လိုက်နေကြတာပါ။ဂျက်ဟာပန်းတွေကိုခူးဖို့ကြိုးစားနေရင်အဖွဲ့သားတွေကိုတနက်နဲ့ချိန်ပြီးဆန်ကိုငွေတွင်းပေါ်ကတစ်လုံးပေါ်လမ်းလျှောက်ခိုင်းကပန်းတွေကိုခူးခိုင်းပါတယ်။ဒါပေမဲ့ကန်ဂျမာကမျက်နှာသာမပေးခဲ့ပါဘူး။ဂျက်အိတ်ထဲကပင့်ကူကသူ့ကိုပြန်ကိုက်လိုက်တဲ့အတွက်ဂျက်တကိုယ်လုံးလှုပ်မရပဲငွေတွင်းထဲပြုတ်ကျသွားပြီးအစားခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာမွေဘရင်မကြီးကသူတို့ကိုလိုက်လံတိုက်ခိုက်ပါတယ်။ဂါရဲကပါနတ်စွာနဲ့မွေကြီးကိုလောင်စာစီပုံးကိုကိုက်ခိုင်းလိုက်ပါတယ်။ကိုကအချက်ပြတနက်နဲ့ပြစ်လိုက်တဲ့အခါတောတစ်ခုလုံးပောက်ကွဲသွားပြီးမွေတွင်းကြီးလည်းမြေပြိုကမွေတွေအားလုံးတေဆုံးသွားပါတော့တယ်။ Black Orchid ပန်းတွေလည်းပျက်စီးသွားပါတယ်။အသက်ရှင်ကျန်ရစ်သူတို့ဟာဖောင်သေးလေးနဲ့မြစ်အတိုင်းမျောပါသွားရင်လွတ်မြောက်ခဲ့ကြပါတယ်။သူတို့ထာဝရနုပြိုတဲ့ဆေးတော့မရခဲ့ဘူး။ဒါပေမဲ့အသက်ရှင်ခွင့်တော့ရခဲ့ပါတယ်။တာယာလှပတဲ့နေ့ရက်လေးဖြစ်ပါစေခင်ဗျာ။